20ပဲကျန်တော့လိုက်တိုင်းမပြည့်သေးဘူးစငါလိုက်တိုင်းမပြည့်တော့သေးဘူးငါလိုက်တိုင်းမပြည့်တော့သေးဘူးရှင်ခွေးစီကိုမေးနေတယ်မဖြစ်ဘူးအလောက်ကတော့လေလို့လိုက်တိုင်းတနာရီပြင်ပြည့်သွားတာမနေ့ပြန်ကြရင်ကပြီးရင်တော့နေ့ကင်းပိုင်းတော့ပြီးမှမသိဘူးစာချုပ်ကိစ္စချုပ်ပြီးပါညာဆိုရင်တော့အိမ်ပြန်လိုက်ကောင်းမှပြန်မလိုက်ကောင်းမှစဉ်းစားနေအိမ်မနေနဲ့ပြင်းနေတို့ရညနေကျရင်ပြင်သွားပြီးတခုကစောင့်နေလို့ပြောတယ်မပြောပြရရင်စိတ်ပူနေမှာမပြောပြရရင်လားအဲ့မတော်နိုင်လားပေါ့အခုခကြီးတော်နေလားပြောမတော်ဘူးဘာလို့တော်မရလဲပြောတော်မရဘူးဘာလို့လဲလိမ်နေလို့ခံစားနေရတယ်ပြောင်းဖြေနေတော့မိဗီဒီယိုကတာအရင်လာတယ်ဗျာအဲ့တိုင်းကြီးအိတ်တော့မယ်ရှင်းပြီးတော့မနေ့ကတောင်းရရှိတယ်ဟောလည်းဆိုပြတ်တယ်နေဒီကရတယောက်နေရှိဖက်မရအဲ့တယောက်တော်တော်လာရင်ခဏကိုစူးစမ်းလိုက်တယ်ငါတော့ကြိုက်တယ်ပြီးသွားနေတာမင်းညအောင်ထိုင်တိုင်းပြီဆိုနားတော့မယ်လေနော်ဟုတ်နော်ဟောတော့လည်းဒီကောင်ကြောင်နေတာလေနောက်ကျရည်တော့ပေါင်လိုက်တယ်ပြတ်သွားမှာပေါ့